အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့မှာတော့ DJI ရဲ့ Osmo Pocket 3ရဲ့ဒီ Creator Combo Set မှာဘာတွေပါလဲဘယ်လိုမျိုးလုပ်လို့ရလဲဆိုတာကိုဒီနေ့ပြပြပေးမှာဖြစ်ပါတယ်ကျွန်တော်အရင်ဆုံးဒီ Creator Combo Set မှာဆိုလို့ရှိရင်တော့ဒီလိုမျိုး8ကက်လေးနဲ့ပါလာတယ်ပေါ့နော်အရင်ဆုံးကျွန်တော်တို့ Creator Combo Set မှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ DJI Osmo Pocket 3လေးကိုထောက်ထားလို့ရတဲ့အတွက် dock လေးတစ်ခုပါမယ်နောက်တစ်ခုကကြတော့ DJI ရဲ့ Mic 2တစ်ခုပါလာမယ်ပေါ့နော်နောက်တစ်ခုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ battery အပိုတုံးအနေနဲ့သူကထပ်ပြီးတော့ပါလာတယ်သူထဲမှာဆိုရင်သူ့ကိုပြန်ပြီးတော့အားသွင်းလို့ရတဲ့ Type C ပေါ့နော်C2C ကြိုးတစ်ခုပါလာမယ်SD card ကတော့ကျွန်တော်တို့ဒါဝယ်ထားတာသူထဲမှာတော့ default တော့မပါလာဘူးပေါ့နော် Pocket 3ကိုဆိုလို့ရှိရင်တို့ဘေးမှာဆိုလို့ရှိရင်ကာထားတဲ့ဒီ hash လေးတစ်ခုပါမယ်ပေါ့နော်ဒါလေးနဲ့ကာထားတယ်နောက်ထပ်ဆိုလို့ရှိရင်ဒီ battery တုံးအတူလေးတစ်ခုပါနေတယ်ပေါ့နော်ဒါလေးအသေးလေးတစ်ခုထပ်ပါတယ်ဒါပဲပါတယ်ပေါ့နော်ကျွန်တော်တော့ trade တော့မပါတော့ဘူးဒါလက်ရှိ Creator Combo Set မှာဆိုလို့ရှိရင်ဒါဒီပစ္စည်းတွေအစုံပါလာမယ်ပေါ့နော်ဒါကတော့ Creator Combo Set မှာပါမယ်ပစ္စည်းအစုံဖြစ်တယ် SD card ကတော့ကျွန်တော်တို့ကိုယ်တိုင်ဝယ်ထားတာပေါ့နော် Pocket 3လေးကိုအရင်ဆုံးကြည့်ကြိုက်မယ် Okayဒီကောင်ကိုဒါစဒါဖွင့်လိုက်ခြင်းပါပဲဒါဒီ power cloud လေးကိုနှိပ်လိုက်တဲ့အတွက်ချက်ချင်းပွင့်လာမယ်ဒီ cloud လေးကိုပဲပိတ်လိုက်တာနဲ့နှိပ်လိုက်တာနဲ့သူကခါတည်းပိတ်လို့ရမယ်ပေါ့နော်နောက်တစ်ခုကတူထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ wide angle lens တော့ပေါ့နော် wide angle lens တော့ဆိုလို့ရှိရင်ဒီ magnetic လေးနဲ့ပါတယ်ကျွန်တော်တို့ရဲ့ဒီ Osmo Pocket 3ရဲ့ရှေ့ကကင်မရာလေးမှာကိုက်လိုက်တာနဲ့သူကဒီ wide lens တစ်ပုံမျိုးဖြစ်သွားမယ်ပေါ့နော်သူကကြတော့နောက်တစ်ခုကကျတော့ကျွန်တော်ဒီမှာတန်လိုက်လေးတစ်ခုပါမယ်ပေါ့နော်ဒီတန်လိုက်လေးတစ်ခုပါမယ်အဲ့ဒီတန်လိုက်လေးကကျတော့ကျွန်တော်တို့ဒီ recording လုပ်တဲ့အခါမှာပေါ့နော်ဒီလိုမျိုး mic ကိုကျွန်တော်ကတ်ပြီးတော့သုံးနေတဲ့အခါမျိုးတွေပါဆိုလို့ရှိရင်ဒီတန်လိုက်လေးနဲ့သုံးလို့ရတယ်ပေါ့နော်ဟိုဒီမှာဆိုလို့ရှိရင်တော့ battery ကသူကအသေးအကြီးဆိုပြီးတော့နှစ်ခုပါတယ်တကယ်လို့ကိုကအသေးလေးနဲ့သုံးရင်လည်းကုန်သွားတယ်ဆိုလို့ရှိရင်အကြီးကိုပြောင်းပြီးတော့သုံးလို့ရတယ်အကြီးကိုသုံးနေရင်လည်းကျွန်တော်တို့အသေးလေးကိုအားသွင်းထားလို့ရတယ်ပေါ့နော်နှစ်ခုလုံးမှာဆိုလို့ရှိရင်အောက်ကနေကျွန်တော်ရဲ့ dock လေးကိုကျွန်တော်တက်လို့ရတဲ့ဒီ screw ပေါက်လေးလည်းပါတယ်ပေါ့နော်။ဒါတော့ကျွန်တော်ဒီမှာဒီအသေးလေးနဲ့ချိတ်သုံးတဲ့ဟာလေးကိုကျွန်တော်တို့တစ်ချက်ချိတ်ကြည့်မယ်ပေါ့နော်။ဒီနားမှာတော့ကျွန်တော်တို့ SD card ထည့်ထားရတယ်။ Okay ဒါလေးတွေကျွန်တော်တက်တော့မယ်ဆိုလို့ရှိရင်သူ့မှာဒီခလုတ်လေးပါတယ်ဗျာ။နော်။ဘေးမှာပါတဲ့ခလုတ်လေးကိုနှိပ်လိုက်ရမှာပေါ့နော်။ဒီခလုတ်လေးကိုနှိပ်လိုက်ပြီဆိုမှဘေးကနှစ်ခုကဟလာမယ်။ဟလာတဲ့ဟာလေးနဲ့ကျွန်တော်တို့ကသူ့ရဲ့အထဲမှာပါတယ်ပေါ့နော်အဲ့ဒါလေးကချိတ်မိသွားအောင်ကျွန်တော်တို့လုပ်ပေးရမှာဖြစ်ပါတယ်โอเคပြီးရင်တော့ဘေးကနှစ်ခုလေးကိုဖိပေးလိုက်အဲ့ဒါဆိုလို့ရှိရင်တော့သူဒီဥစ္စာလေးနဲ့ဆွဆွမြဲမြဲလေးဖြစ်သွားလိမ့်မယ်ဒါဆိုတော့ပြုတ်မကြနိုင်တော့ဘူးပေါ့နော်ဒီအသေးလေးနဲ့ပဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကိုယ့်လက်ထဲမှာပဲတက်လက်ကင်စာလေးနဲ့အဆင်ပြေပြေလေးရိုက်ချင်တဲ့ခါမှာဆိုလို့ရှိရင်သုံးလို့ရတယ်အဲ့ဒါမှမဟုတ်သေးဘူးကိုကဒေါင်းနဲ့ခံပြီးတော့ရိုက်ချင်တယ်ဒီဒေါင်းနဲ့နည်းနည်းရှည်လေးနဲ့ရိုက်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီဒေါင်းလေးကိုလည်းထပ်ပြီးတော့တက်ပြီးတော့သုံးလို့ရတယ်ပေါ့နော်။ Okay ကျွန်တော်တို့ကိုယ် blog တွေပြန်ရိုက်ချင်တဲ့ခါမှာဆိုလို့ရှိရင်လည်းဒါမျိုးလေးထောင်ထားပြီးတော့ဒါရိုက်လို့ရတယ်ပေါ့နော်။ကျွန်တော် power ဖွင့်နေဆိုလို့ရှိရင်တော့ဒီ power cloud လေးကိုနှိပ်ပြီးတော့တခါတည်းဖွင့်လို့လည်းရတယ်။ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ camera zoom ကိုပေါ့နော်ကိုယ့်ရဲ့ဒီ screen ပေါ်ကနေပဲကျွန်တော်တို့ကအတိုးချဲတွေလုပ်လို့ရမယ်။ကျွန်တော်တို့ဒါ camera ရိုက်မှာလား video ရိုက်မှာလားပေါ့နော်။ဒါဒီမှာတခါတည်းချိန်လို့ရမယ်။နောက်တစ်ခုတူမှာကကျွန်တော်တို့ 1 inch sensor ဖြစ်လာတယ်။ stabilize ကလည်းပို့ပြီးတော့ကောင်းလာတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ downlight video ရိုက်တဲ့ခါမှာဆိုလို့ရှိရင်ပေါ့နော်resolution ရွေးတာမျိုးတွေလုပ်လို့ရမယ်ကျွန်တော်ဒီမှာ video ရိုက်ချင်တဲ့ mode ကလည်းဘယ်လိုပုံစံမျိုးနဲ့ရိုက်ချင်လဲဆိုတာကိုဒီထဲမှာရွေးလို့ရမယ်ပေါ့နော်ကျွန်တော်တို့သူ့ကို setting တွေချိန်နေတယ်ဆိုလို့ရှိရင်တော့အပေါ် screen လေးကနေဆွဲချလိုက်လို့ရှိရင် setting တွေချိန်လို့ရမယ်ကို brightness ကနည်းနေလားများခြင်းလားเนาะဒီပေါ်မှာမူတည်ပြီးတော့ကိုကြိုက်တဲ့ setting ကိုဒီကနေပြီးတော့တွားပြီးတော့ချိန်လို့ရမှာဖြစ်ပါတယ်Okay ဒါကတော့ကျွန်တော်အောက်က screen လေးကိုဆွဲလိုက်တာနဲ့ကျွန်တော် resolution ပေါ့နော် downline မှာဆိုလို့ရှိရင်တော့သူက 3K resolution ထက် 3K resolution ထိသူကရမယ်အလျားလိုက်မှာဆိုလို့ရှိရင်တော့ကျွန်တော် 4K ထိရတယ်ပေါ့နော်ကျွန်တော် resolution ကိုကြိုက်လို့ချိန်လို့ရတယ်ကျွန်တော်တို့ဒီအလျားလိုက်ပုံစံမျိုးပြောင်းလိုက်တာနဲ့သူက 4K 60 frame per second ကိုသူက automatic ချိန်တော့မယ် downline ဆိုရင်တော့သူက 3K ထိပဲရမယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့က zoom ကိုတိုးတာခြုံတာလုပ်လို့ရမယ်ဒါကတော့ကျွန်တော်တို့ face auto detect ပေါ့နော် face auto detect လုပ်ပေးပြီးတော့ကျွန်တော်တို့
ဒီ face tracking လုပ်လို့ရတယ်ပေါ့နော် face tracking လုပ်ပြီးတော့ဒီကောင်ကိုလည်းကျွန်တော်တို့သုံးလို့ရတယ် face tracking လုပ်ထားမယ်ဆိုလို့ရှိရင်ဒီ camera လေးကကျွန်တော်တို့ကိုယ့်ရဲ့မျက်နှာပေါ်မှာ face tracking လုပ်ပြီးတော့ကိုရွှေ့တဲ့စီမှာ camera လေးကလိုက်ပြီးတော့လဲပေးနေမှာပေါ့နော်ဒါကတော့ကျွန်တော်တို့က camera ကိုအပေါ်အောက်ချိန်နေတဲ့ခါမှာဆိုလို့ရှိရင်ဒီဘက်ကနေလည်းချိန်လို့ရတယ်နောက်တစ်ခုကကျတော့ကျွန်တော်ဒီမှာ360 degree ရိုက်ချင်တဲ့ခါမှာဆိုလို့ရှိရင်လည်းကိုက light လေးနဲ့ငြိမ်ငြိမ်လေးပဲကင်ထားလိုက်ရုံပဲသူကဒီ360ပြည့်အောင်180 degree ပြည့်အောင်သူတို့ဘာသူ auto လှည့်ပြီးတော့ရိုက်ပေးသွားမှာပေါ့နော်နောက်တစ်ခါတော့ဒီဘက်ဘေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ SD card ကပေါ့နော်နောက်ထပ်ဘယ်လောက်ထိဆန်နေလဲဆိုတာကိုဒီဘက်လေးမှာတစ်ခါလေးပြပေးမယ်ကျွန်တော်ညာဘက်တောက်မှာဆိုလို့ရှိရင်လည်း battery ကဘယ်လောက်% ရှိနေလဲဆိုတာကိုပြပေးမယ်ပေါ့နော်ဘယ်ဘက်တောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ SD card ဒီဘယ်လောက်ထပ်ပြီးတော့ထည့်လို့ရတယ်လဲဆိုတာသူပြပေးမယ်โอเคနောက်တစ်ခုကျွန်တော်တို့ကဒီ record လုပ်ထားပြီးသား video တွေပုံတွေကိုပြန်ပြီးကြည့်ချင်တဲ့အခါမှာဆိုလို့ရှိရင်ဘယ်ဘက်ကနေ site လေးလုပ်လိုက်တာနဲ့ကျွန်တော်တို့ရိုက်ထားတဲ့ video တွေကိုလည်းကျွန်တော်လွယ်အကူနဲ့ပြန်ပြီးတော့ကြည့်လို့ရမယ်ပေါ့နော်နောက်တစ်ခါတော့ကျွန်တော်တို့ရဲ့ဒီသူ့ရဲ့ auto default ပါလာတဲ့ DJI ရဲ့ mic 2နဲ့ပေါ့နော်သူတို့ရဲ့ setting ထဲမှာကျွန်တော် wireless mic ဆိုတာလေးရှိတယ်အဲဒီ wireless mic လေးတွေကိုဝင်လိုက်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီ DJI mic 2က power button လေးကိုတစ်ချက်ဖွင့်ပေးလိုက်ပါနော်ဖွင့်ပေးလိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ pocket tree ထဲမှာအိုင်ကောင်လေးကပေါ်လာပြီးတော့ကျွန်တော်ချိတ်သွားလိမ့်မယ်ပြီးလို့ရှိရင်ကျွန်တော် DJI mic 2ရဲ့ဒီ battery percent ပေါ့နော်ဘယ်လောက်ရှိနေပြီလဲဆိုတာကိုသူကကြည့်လို့ရမယ်ပြီးလို့ရှိရင်ဒီ DJI mic 2မှာဆိုလို့ရှိရင်လည်းဒီ wind screen ပေါ့နော်လေတန်နေပေါ့နော်အားတွေကိုကျွန်တော်တို့ဒီစစ်ထုတ်ပေးမဲ့ wind screen လေးလည်းပါလာတာဖြစ်တဲ့အတွက်ကျွန်တော်ဒီ mic လေးကလည်းတော်တော်လေးကောင်းတယ် DJI mic ဖြစ်တဲ့အတွက်ဒါ trade ထူးထူးပြောစရာတော့မလိုဘူးပေါ့နော်ဒါဆိုလို့ရှိရင်တော့သူတို့ဒီ mic 2နဲ့ဒီ pocket 3နဲ့ကချိတ်သွားပြီ pocket 3နဲ့ချိတ်သွားဖြစ်တဲ့အတွက်ဒီ mic ကိုနားမှာထားပြီးတော့ pocket 3ကဘယ်နေရာမှာပဲလို့ပဲကိုနဲ့အဝေးပဲရောက်နေပါစေကျွန်တော် mic 2ကနေပြီးတော့အတန်တွေကို record လုပ်လို့ရမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီ pocket 2နဲ့ဘယ်လိုမျိုးချိတ်ရမလဲဆိုတာကိုသူ့ရဲ့ setting ထဲမှာတခါတည်းဒါပြပေးတဲ့ဟာလေးပေါ့နော်ကျွန်တော်ဒီမှာဆိုလို့ရှိရင်အခု mic 2လေးချိတ်ထားရဆိုလို့ရှိရင်အခု screen လေးရဲ့ထိပ်ဆုံးမှာပေါ့နော်အစိမ်းရောင်အတန်လေးတွားနေတာလေးကကျွန်တော်တို့ရဲ့ mic ကအတန်ပေါ့နော် mic ကအတန်ကလာနေလား mic ကအတန်တကယ်လာနေလားမလာနေလားကိုကျွန်တော်ဒီ screen ပေါ်မှာလည်းကြည့်လို့ရတယ်ပေါ့နော်โอเคဒါပါဝါပိတ်လိုက်ပြီဆိုတော့ねသူတော့ disconnect ဖြစ်သွားပြီဆိုတဲ့အကြောင်းကိုဒါပြောပြရပါโอเคတကယ်လို့ကိုကဒီအသေးလေးကအားကုန်သွားမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ battery လေးအသေးလေးကအားကုန်နေဆိုရင်ဒီအကြီးနဲ့ကျွန်တော်တို့ပြောင်းပြီးတော့လဲထပ်ပြီးတော့ချိတ်ပြီးတော့သုံးလို့ရတယ်ပေါ့နော်အတူတူပဲကျွန်တော်အသေးလေးနေရာမှာပုံစံသုံးရတဲ့ပုံစံအတူတူပဲပေါ့နော်သူ့ကိုဖြုတ်ချင်တဲ့ခါမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီခလုတ်လေးကိုပဲနှိပ်လိုက်ပြီးရင်ဖြုတ်လိုက်ရုံပဲเนาะအကုန်လုံးကကျွန်တော်တို့တိုက်စီနဲ့တွန်းလို့ရတာဖြစ်တဲ့အတွက်လွယ်ကူတယ်အကြီးသုံးနေတဲ့အချိန်မှာလည်းအသေးကိုအားတွန်းထားလို့ရလို့ဒါအသေးသုံးနေတဲ့အခါမှာလည်းအကြီးကိုအားတွန်းသုံးလို့ရတယ်ပေါ့နော်ဒီလိုမျိုးသုံးလိုက်မယ်ဆိုလို့ရှိရင်တော့တော်တော်လေးကိုသုံးလို့အဆင်ပြေသွားမယ်ပေါ့နော်အားကုန်မဲ့အရာကိုကျွန်တော်တို့ကတော်ရုံစိတ်ပူစရာမလိုတော့ဘူးသူ့ screen လေးကိုပဲကျွန်တော်တို့ပုံမှန် downline လေးတွားလိုက်လို့ရှိရင်သူ့ဘာလို့ automatic ဒီ power off ဖြစ်သွားမယ်ပေါ့နော် Osmo Pocket 3ရဲ့ creator combo set မှာပါလာတဲ့အကြောင်းအရာတွေကိုပြောပြပေးသွားတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ